ကဲဒါကတော့အရင်ဗီဒီယိုကလစ်ရဲ့မိကွင်းရဲ့အဖြေဖြစ်ပါတယ်ဘယ်နှစ်ယောက်အဖြေမှန်သွားလဲဟဲ့မှန်သွားတဲ့တငယ်ချင်းတွေကဲအတူတူစားကြရအောင်တငယ်ချင်းတွေက crawfish ချက်ဖို့အတွက်တောင်းဆိုတဲ့အတွက်တောင်းဆိုတဲ့လူကိုပဲအခုလို part time ဆင်ခိုင်းလိုက်ပါတယ် crawfish ကိုတကောင်ပြီးတကောင်တန့်စင်အောင်ရေချိုးခိုင်းတဲ့အတွက်သူမအရန်ပျော်နေပါတယ်အခုဒီချိန်က crawfish season ဆိုတော့ crawfish အရှင်လိုက်ရပြီးတော့ဈေးရလဲတန်တယ်အရသာလဲအရင်ရှိတယ်ချိုတယ်အဲဒီတော့ crawfish ချက်စားဖို့အတွက်အာရုံလာတာပေါ့ crawfish ချက်စားရင်လေအရသာရှိစေဖို့အတွက် sauce အဓိကပါနော် sauce အများကြီးတုံးရတယ်ကဲဒီလိုဆိုတော့ကမန်ဘလူးလေးတက်ပြီးပေါ်ပန်တချောင်းလေးကောက်ကန်လိုက်ရအောင်နော် crawfish sauce ချက်ဖို့အတွက်အဓိကကဘာတာကိုတုံးပါတယ်စီမတုံးပါဘူးဒါတွေအခုမြင်ရတဲ့ sauce တွေကတော့ HEB တို့ crawfish ရောင်းတဲ့ဆိုင်တို့မှာအစုံရှိတယ်နော်ကိုကြိုက်တဲ့ရတာမုတ်တွေကိုစိတ်ကြိုက်ရွေးပြီးတော့ခွက်တစ်ခွက်ထဲမှာအချိုးအစားညီတူညီမျှထည့်လိုက်နော်ကဲစီမွေးစားတော့မယ်ပထမဦးဆုံးဂျင်းနဲ့စပလင်ကိုအရင်ကြော်ပေးမယ်အဝါရောင်တန်းလာပြီဆိုရင်ရှာကောပကောနဲ့တစ်ချပိုးခောက်တွေကိုပြန်ပြီးတော့ကြော်ပြီးတော့အေးခံထားလိုက်မယ်ပြီးပြီဆိုရင်ပတ်တာထောပတ်ကိုမီအေးလေးနဲ့စီအဖြစ်နဲ့အသုံးပြုပါမယ်ထောပတ်ပူလာပြီဆိုရင်စက်တွန်ဖြူအများကြီးကြိတ်ထားတဲ့ဟာကိုအခုလိုမျိုးရွှေဝါရောင်တန်းတဲ့အထိအရင်ကြော်ပေးမယ်စက်တွန်ဖြူချက်ခါနီးမှာငရုတ်တီစိမ်ကြိတ်ထားတဲ့ဟာလေးကန်ပြီးတော့ကြော်မယ်ဒါကတော့ Asian ဆိုင်မှာဝယ်လို့ရတယ်နော် shrimp and crab paste ဖြစ်ပါတယ်ဒီဆက်လေးထည့်လိုက်တော့ကိုရဲ့ sauce ကချိုးသွားပြီးတော့ Asian အရသာလေးရလာပါတယ်ပြီးရင်ခုနကတော့ကိုစိတ်ကြိုက်အမုံတွေကိုအချိုးညီညီဆက်ထားတဲ့ sauce အမုံတွေကိုရောထည့်လိုက်ပါမယ်ပြီးရင်ခဏလေးအနံ့မွေးတက်လာတဲ့အထိကြော်ပေးပါနော်ပြီးရင်ကိုကြိုက်တဲ့လိမ္မော်ဖြော်ရည်လေးထည့်ပေးပါပြီးရင်ခုနကတော့ကိုရီဆက်ထားတဲ့စီမွေးလေးထည့်လိုက်မယ်နော်အဲ့ဒီအချိန်ကျရင် sauce ကအနံ့အရန်မွေးပြီးတော့စားချင်စွဲဖြစ်လာပါတယ်အရေးကြီးတာနောက်တစ်ခုကဒီ sauce ချက်တဲ့အချိန်မှာစားလုံးဝမထည့်ပါနဲ့။အကြောင်းလဲဆိုတော့ sauce အမုံတွေထဲမှာစားတွေပါပြီးသားမလို့ပါ။တကယ်လို့အချိုးကြိုက်တယ်ဆိုရင်တော့ကိုမြည်ကြည့်ပြီးမှထည့်ဖို့လိုအပ်တယ်ဆိုမှစားထည့်ပါနော်။ကဲဒီလိုဆိုတော့ crawfish တန်းစင်ထားတဲ့ crawfish အရှင်တွေကိုအိုးတစ်လုံးထဲမှာထည့်ပြီးတော့ crawfish ကိုပဲအရင်ချက်မယ်နော်။ crawfish လေးရေလေးခန်းလာပြီးဆိုတဲ့အချိန်ကြမှာပဲကိုချက်ထားတဲ့ sauce လေးကိုလိုတလောက်လေးလောင်းထည့်ပြီးတော့အခုလိုမီးပူပူလေးမှာဟိုဘက်လန်ဒီဘက်လန်လေးနဲ့ချက်တဲ့အချိန်မှာတော့အရသာရှိတဲ့ crawfish လေးက ready to eat ဖြစ်ပါပြီကဲ let's go တခါတလေတငယ်ချင်းတွေကိုအခုလိုအစွမ်းပြတော့အထာကြတာပေါ့ပူပူနွေးနွေးနဲ့ဆက်ဆက်လေးဆိုတော့လေကိုကမဆောင်နိုင်တော့ဘူးကြည်ရနဲ့တော့အရန်စားချင်လာပြီအဲ့ဒါကြောင့်မလို့ကိုအရင်မြန်ဆူတောင်းပြီးတော့ဂုံးစင်လိုက်တယ်ဘယ်သူမှမစားခင်မှာချက်တဲ့လူပဲအရင်အရသာမြည်လိုက်ပါမယ်နော်ဒီမှာကတော့အမှန်အကန်စားသုံးသူတွေပါအခုလိုဆက်ထားတဲ့ sauce က crawfish တင်မဟုတ်ဘူးနော် seafood အားလုံးနဲ့စားလို့ရတယ်အခုဒီနောက်တစ်ခုကပဇွန်နဲ့ကနန်းနဲ့ပြန်ပြီးချက်စားကြရအောင်နော်ဒါကတော့အရင်တစ်ခါတော့ချက်စားတဲ့ဟာလေးကိုဗီဒီယို record လုပ်ထားတာပါအခုလိုချက်ထားတဲ့ sauce ကိုဘယ် seafood နဲ့မဆိုမိမိကြိုက်ဆုံး seafood တွေအားလုံးနဲ့တွဲချက်စားလို့ရပါတယ်နော်အရသာကတော့ပြောစရာကိုမလိုတော့ဘူးရောက်ခမနဲ့အသက်ကြီးရဲ့တက်တူရဲ့တငယ်ချင်းတွေကိုချက်တွေတော့ဗီဒီယို record လေးရိုက်ထားဖြစ်တဲ့ဟာလေးပါOh my god တစုကတော့နော်အစားအသောက်အဝင်ထက်အထွက်ကပိုများပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုလေးတွေကနိုင်ငံတကာပြည်တွင်းပြည်ပသတင်းအစုံလင်ပါရှင်။ရွာထိတ်ကနေရွာဖျားအထိသူတို့ညီငယ်လေးတွေကနေတ
သူတို့ရဲ့အခုနေ့စဉ်ရဲ့ဖြစ်တည်နေမှုလေးတွေကို walkie talkie လေးတွေပွားနေတဲ့အတွက်ကြောင့်မလို့အစားအစာစားဖို့အတွက်အချိန်သိမ့်မရလိုက်ပါဘူး sorry နော်နောက်တာပါနောက်တစ်ခါလမ်းကြုံရင်လည်းနောက်အောင်မယ်နော် bye